လက်မဲယမာကိုဘောလုံးရတဲ့အခါရာဖီညာကဘောက်စီကိုပြေးလာတာကိုမြင်လိုက်ရပြီမဲ့သူ့ကိုမပေးပဲယမာကရက်တက်ကိုညာလက်ကိုမြောက်ပြီးအချက်ပြပါတယ်ပြီးတော့ယမာကဘောက်စီကိုဖြည်းဖြည်းချင်းတိုးသွားပြီးခံစစ်သမားတယောက်နဲ့ရင်ဆိုင်လိုက်ရတယ်သူ့ရဲ့ဘယုံဆွဲအားကို short ချပြီးညာခြေထောက်ကိုအတွင်းဘက်ကိုထိုးကိုထားလိုက်တယ်အဲ့ဒီအချိန်မှာအရာအလုံးကသူကန်တော့မယ်ဆိုတာပြသနေပေမဲ့ကန်မဲ့အစားပြင်းထန်တဲ့ဘောလုံးကိုကန်သွင်းပြီးခံစစ်သမားတွေကိုရှင်းထုတ်ပြီး box ထဲကိုဝင်သွားပါတယ်အဲ့ဒီမှာကစားပုံကအရန်စိတ်ဝင်စားစရာအကောင်းပါတယ်နောက်ထပ်ခံစစ်သမားတယောက်ချက်ချင်းရောက်လာပြီးထောင်းကိုပိတ်လိုက်ပေမဲ့လက်မင်းကအတွင်းဘက်ကိုနှစ်ကြိမ်ထိလိုက်တာကြောင့်အားလုံးကဒီတစ်ခါသူကန်တော့မယ်လို့ထင်ကြပါတယ်ဒါပေမဲ့ခံစစ်သမားအားလုံးကကန်ချက်ကိုစောင့်နေချိန်မှာရဖီညာရဲ့ပြေးမှုကိုခြေရန်ခံဖို့မေ့သွားကြပါတယ်ရဖီညာကအဝေးဆုံးတိုင်မှလုံးဝမမြင်ရပါဘူးပြီးတော့လက်မင်းကဂိုးတိုင်စီကိုဘောလုံးလိုဟန်ဆောင်ပြီးပြည့်စုံတဲ့ပေးပို့မှုတစ်ခုပေးလိုက်တယ်ရဖီညာကဂိုးသွင်းယူဖို့ဘောလုံးကိုထိလိုက်ရုံပါပဲဟုတ်တယ်